မင်္ဂလာပါမတ်လ14ရက်နေ့တိုက်ပွဲသတင်းတွေကိုတင်ဆက်တော့ပါမယ်။တာဆိုင်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကထပ်မံတိုက်ခိုက်လိုက်တဲ့သတင်း။ KIA တပ်မဟာ3နေမြေဗမော်မြို့နယ်ကိုလုံခြုံရေးယူပေးနေတဲ့မိုးမောက်မြို့တာဆိုင်စစ်ကောင်စီတပ်စခန်းကိုမတ်လ14ရက်ဒီကနေ့မနက်မှာ KIA ပူးပေါင်းတပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။တာဆိုင်ကျေးရွာမှာတပ်ဆွဲထားတဲ့ခလာရ130စစ်ကောင်စီစခန်းကို KIA အမှတ်15အမှတ်19အမှတ်25ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ခလာရ130စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကတည်းကနေ KIA ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့မတ်လ14ရက်ဒီကနေ့မှာအပြည့်စည်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် KIA တပ်မဟာ1ပူးပေါင်းတပ်ဖွဲ့တွေဟာလည်းမတ်လ14ရက်ဒီကနေ့မှာစွန်ဘရာပိုမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်ခလာရ46တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ KIA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့လိုက်စာအနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုစစ်ကောင်စီကဝိုင်ထဲလို့ယူဆရတဲ့လေယာဉ်တွေနဲ့နှိမ့်စင်ပုံကျဲတိုက်ခိုက်နေပါတယ်။မတ်လ14ရက်နေ့သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်။